မလုံတဲ့မလုံအသက်တရေတဆိတ်ရှင်ပြပွဲကြောင့်မြန်မာနိုင်ငံမှာငလင်ကပ်ပြီးစိုက်ခဲ့ကြောင်းလူပြောများနေမြန်မာနိုင်ငံဟာဇဘူတီပါလက်ရတောင်ကျော်နမိတ်ထွန်းတဲ့တိုင်ပြည်လို့တပောင်စာဆိုတွေကဆိုပါတယ်။ဒါကြောင့်လည်းအတိတ်တပောင်နမိတ်ဆောင်ကကောင်းသောစကားကောင်းသောအပြုမှုတွေကိုလုပ်ရင်ကောင်းတာဖြစ်ပြီးတော့မကောင်းသောအတိတ်နမိတ်တွေကြောင့်ကပ်ပြီးအနေရတွေကြာရောက်ခဲ့တာကတော့ခေတ်ဆက်သက်သေဖြစ်တည်ရှိနေပါတယ်။အခုတခါမှလည်းအလုံးသိကြရတဲ့မြန်မာနိုင်ငံမှာငလင်ကပ်ပြီးကြာရောက်နေပါတယ်။ငလင်လောက်ခတ်မှုကြောင့်လူပေါင်း3000တန်မနဲ့အသက်ဆုံးရှုံးထားရသလိုမြန်မာနိုင်ငံအလဲပိုင်းကမြို့ကြီးတွေတော်တော်များများနေအိမ်အဆောက်အဦတွေပြိုကျပျက်စီးကတေဆုံးသွားတဲ့ရုပ်အလောင်းတွေကိုတောင်မတူးဖော်ရသေးပါဘူး။ပို့ပြီးတော့ဝမ်းနဲ့ကြေကွဲဖို့ကောင်းတာကမန္တလေးမြို့ကမစိုးရိမ်တိုက်တဲ့အကြောင်းတော်ကြီးပြိုကျပျက်စီးပြီးတော့တန်ဃာတော်200နီးပါးအသက်ဆုံးရှုံးသွားရတာဖြစ်ပါတယ်။ဒီလိုတန်ဃာတော်တွေအသက်ဆုံးရှုံးရတာကပဲခူးတိုင်းမိုးညိုမြို့နယ်ကတရေတဆိတ်ရှင်ပြပွဲကြောင့်လို့ပြောကြပါတယ်။သစေနာနာဘဝတွေကိုရှင်ပြရဲဆိုတာမျိုးကတစ်ကြိမ်တစ်ခါတောင်မှအရင်တုန်းကမကြဘူးတဲ့ကိစ္စပါဗုဒ္ဓဘာသာအယူအဆရလဲတာရဏဘောင်ကိုလူတွေကလွှဲပြီးတော့တခြားသောတရေတစေပရိသတ်မဆိုထားနဲ့မြင့်မြတ်တဲ့ဘုံဘဝကနတ်ပြမာတွေတောင်ဝင်ခွင့်မရှိတာကြောင့်တော်တော်လေးကိုဝေဖန်မှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ပဲခူးတိုင်းမိုးညိုမြို့နယ်မှာတော့ဒီလိုမျိုးတစ်ခါမှမကြားဘူးတဲ့တရေတစေရှင်ပြပွဲကိုခမ်းနားကြီးကျယ်စွာနဲ့ကျင်းပခဲ့ရပါ။ဒါကြောင့်တန်ဃာတော်တွေအပါအဝင်လူပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရတယ်ဆိုပြီးမေးခွန်းထုတ်နေကြတာဖြစ်ပါတယ်ရှင်။